လုံခြုံရေးအစောင့်တယောက်ကြောင့်ကျွန်တော်မျက်လုံးတွေထိခိုက်သွားတယ်ဒါပေမဲ့မမျှော်လင့်ပဲကျွန်တော်ဟာစူပါပါဝါတစ်ခုရခဲ့တယ်အဲ့ဒါကတော့မြည်သည့်အရာဝတ္ထုရဲ့တန်ဖိုးအစစ်မှန်ကိုမဆိုမြင်နိုင်စွမ်းပါပဲအဲ့ဒီအချိန်မှာကျွန်တော်ရှိမှရှက်ကော့တစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒီလက်ကဒေါ်လာ9တန်းတန်နဲ့အဲ့ဒီအချိန်မှာပဲဖီယူတယောက်ကသူ့ရဲ့ကိုရန်တော်တွေနဲ့အတူရုတ်တရက်ရောက်လာတယ်သူ့အမေပေးခဲ့တဲ့အမတ်တရပစ္စည်းတစ်ခုပျောက်သွားလို့အပူတပြင်းရှာဖွေနေမိတယ်အဲ့ဒီအချိန်မှာကျွန်တော်ကိုအနိုင်ကျင့်ခဲ့တဲ့လုံခြုံရေးအဆောင်ရဲ့ကိုပေါ်မှာဒေါ်လာ2တန်းတန်ငင်းချမ်းရေးခပ်ပတ်တစ်ခုကိုကျွန်တော်တွေးလိုက်တယ်ဖီယူရဲ့ပစ္စည်းကိုတခိုးယူသွားတယ်ဆိုတာချက်ချင်းသိလိုက်တော့တွတ်ဆုပ်မနေပဲသူ့ကိုတိုင်ကြားလိုက်တယ်အဆောင်ကလိန်ထွက်ဖို့ကြိုးစားပေမဲ့ငင်းချမ်းရေးခပ်ပတ်ကိုသူ့ကိုပေါ်မှာမြန်မြန်တွေ့သွားတဲ့အဖွဲ့ကသူ့ကိုဒေါသတကြီးဆွဲခေါ်သွားခဲ့တယ်ပြီးတော့ကျေးဇူးတင်ကြောင်းပြောဖို့သူမကကျွန်တော်ကိုဒေါ်လာ3000ပေးခဲ့တယ်ပြီးတော့ကျွန်တော်ရှက်ကော့ကိုကောက်ယူပြီးရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုတန်းသွားပေမဲ့ဆိုင်ရှင်ကကျွန်တော်ရဲ့ဝတ်စားဆင်ရင်မှုကြောင့်ကျွန်တော်ကိုမလေးမစားပြုပြီးထွက်သွားဖို့ပြောတယ်အဲ့ဒီအချိန်မှာပဲဆိုင်ပိုင်ရှင်ထွက်လာခဲ့တယ်သူကကျွန်တော်လက်ထဲကဒင်္ဂါပြကတာမန်မဟုတ်မှန်ချက်ချင်းတတိထားမိပြီးဒေါ်လာ9တန်းနဲ့ဝယ်ဖို့ကန့်လန့်ခဲ့တယ်ကျွန်တော်လည်းတိုးဆုပ်ခြင်းမရှိပဲဈေးနှုန်းကိုသဘောတူခဲ့တယ်နောက်ပိုင်းမှာရှေးဟောင်းပစ္စည်းဈေးကိုဈေးစစ်ဖို့သွားခဲ့ပါတယ်မကြခင်မှာပဲဆိုင်ငယ်လေးတစ်ဆိုင်မှာဒေါ်လာ15တန်းတန်အစင်တန်စာတစ်ခုကိုတွေးလိုက်ရတယ်ကျွန်တော်ရဲ့ရွေချက်အမှန်ကိုမပြောပြမိအောင်ခွက်တစ်ခွက်ကိုလက်ညှိုးထိုးပြီးဒါဘယ်လောက်လဲလို့မေးလိုက်တဲ့ရောင်းသူကဒေါ်လာ3000ချက်ချင်းတောင်းတယ်ကျွန်တော်ထွက်သွားခြင်းအောင်ဆောင်လိုက်တော့ရောင်းသူကကျွန်တော်ကိုလွှတ်မပေးခြင်းပဲကန့်လန့်ဖို့ပြောလိုက်တယ်ကျွန်တော်ကဒေါ်လာ9000နဲ့ကြောက်စိမ့်ဆွဲကြိုးလို့ပေါ့ပေါ့တန်တန်ပြောလိုက်တယ်သူနောက်တစ်ချိန်မစင်းစားပဲသဘောတူလိုက်တယ်ကျွန်တော်အပြုံးကိုမနှဲထိန်ထားရတယ်ပြီးတော့ကြောက်စိမ့်ဆွဲကြိုးနဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုထွက်သွားတော့မမျှော်လင့်ပဲအစောပိုင်းကဆရာနဲ့တွေ့လိုက်တယ်ကျွန်တော်တိတ်ကယူမဆိုင်ပဲဝယ်လာတဲ့ဆွဲကြိုးကိုပြလိုက်တယ်ဆိုင်ရှင်ကအစ်စ်မှန်ဖြစ်ကြောင်းအတည်ပြုပြီးနောက်ရှားကဒေါ်လာ30တန်းနဲ့ချက်ချင်းကန့်လန့်လိုက်တယ်ကျွန်တော်အံ့အားသင့်သွားပေမဲ့ကန့်လန့်ချက်ကတကယ်တန်ဖိုးထက်ကျော်လွန်နေပြီဖြစ်လို့သူမကိုညှင်းပယ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာရှားကဒီဆွဲသီးကိုအကြာကြီးရှာနေခဲ့တာဈေးကွက်ပေါက်ဈေးရဲ့နှစ်ဆပေးဖို့ဆန္ဒရှိတယ်ဆိုတာရှင်းပြပါတယ်အဲ့ဒါကိုကြားတော့ကျွန်တော်တိုးဆုပ်မနေတော့ပဲသဘောတူညီချက်ကိုသဘောတူခဲ့ပါတယ်အဖိုးတန်ပစ္စည်းတွေအပေါ်ကျွန်တော်ရဲ့အမြင်ကိုအထင်ကြီးသွားပြီးကြောက်စိမ့်လောင်းကစားပြိုင်ပွဲမှာသူမနဲ့အတူပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမကိုနှစ်သက်တဲ့ချမ်းသာတဲ့လူငယ်တစ်ယောက်ပေါ်လာပြီးလောင်းချီထပ်ဖို့ကန့်လန့်ခဲ့ပါတယ်ကျွန်တော်တို့ကကြောက်စိမ့်တုံးစီရွေးကြပြီးဘသူကပိုတန်မိုးရှိတဲ့ကြောက်စိမ့်ရမလဲဆိုတာအနိုင်ရပါတယ်ကျွန်တော်ရှုံးရင်ဆောက်ကသူ့ကိုလက်ထပ်ရမှာပါကျွန်တော်ချက်ချင်းလက်ခံပြီးအနိုင်ရရင်သူကကျမတို့ကိုဒေါ်လာ15တန်းပေးရုံတင်မကဘူးဒူးထောက်ပြီးတောင်းပန်မယ်လို့ပြောခဲ့ပါတယ်ချမ်းသာတဲ့လူငယ်ကလည်းတိုးဆုပ်ခြင်းမရှိပဲသဘောတူခဲ့ပါတယ်မကြခင်မှာပဲသူတို့ကြောက်စိမ့်ကိုရွေးခဲ့ကြပါတယ်ကျွန်တော်ရဲ့စူပါပါဝါကိုအသက်သွင်းပြီးဒေါ်လာ50တန်းတန်ကြောက်စိမ့်တုံးကိုအမိုက်ပုံထဲမှာတွေ့လိုက်ရပါတယ်ကျွန်တော်လျှောက်သွားပြီးရွေးခဲ့ပေမဲ့ကြောက်စိမ့်ပုံတွေကကြောက်စိမ့်တွေမှာကြောက်စိမ့်လုံးဝမပါဝင်တာကြောင့်အားလုံးကကျွန်တော်ကိုရေကြပါတယ်ရှစ်တောင်ကျွန်တော်ကိုတန်တရားဝင်လာတယ်ကျွန်တော်သူတို့ကိုလစ်လျူရှုပြီးကြောက်ကိုကြောက်တုံးကိုချခိုင်းလိုက်တယ်မကြခင်မှာပဲချမ်းသာတဲ့လူငယ်ရဲ့ကြောက်တုံးကိုလှိဖြတ်လိုက်တဲ့အထဲမှာအနည်းဆုံးဒေါ်လာ3တန်းတန်နဲ့ကြောက်စိမ့်တုံးကြီးတုံးရှိတယ်သူကချက်ချင်းပဲသူနိုင်ရပြီလို့ထင်ပြီးရှုံးနေမှုကိုဝန်ခံဖို့ပြောတယ်လူအုပ်ကလည်းကျွန်တော်မှအခွင့်အရေးမရှိဘူးလို့ထင်ကြတယ်ကျွန်တော်သူ့ကိုဘာမှပြန်မပြောပဲဓာတ်သမားကိုကျွန်တော်ရဲ့ကြောက်တုံးကိုဖွင့်ပေးဖို့ပဲပြောလိုက်တယ်ကျွန်တော်ကြောက်တုံးကိုလှိဖြတ်လိုက်တဲ့အခါလူတိုင်းအံ့အားသင့်သွားကြတယ်ကျွန်တော်ရွေးလိုက်တဲ့ကြောက်တုံးမှာအနည်းဆုံးဒေါ်လာ50တန်းတန်အစင်းမြင့်အေဂရစ်အစိမ်းရောင်ကြောက်စိမ့်ပါဝင်နေတာကိုတွေ့လိုက်ရတယ်ချမ်းသာတဲ့လူငယ်ကသူ့မိသားစုရဲ့ဂုဏ်သတင်းကိုကာကွယ်ဖို့အံ့အားသင့်သွားတယ်ကျွန်တော်နဲ့ဆရာကိုစိတ်ရင်းမှန်နဲ့တောင်းပန်ပြီးဒေါ်လာ15တန်းပေးလိုက်တယ်ကျွန်တော်လုံနိုင်တာကိုမြင်တော့ဆရာကကျွန်တော်ကိုပို့ပြီးလေးစားသွားတယ်ဒီဗီဒီယိုကိုကြိုက်ရင် like နဲ့ follow လုပ်ဖို့မမေ့ပါနဲ့နောက်တစ်ခါပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ကဘာတွေစီခေါ်သွားပေးမယ်